အိမ်မှာပဲနေပြီးဝင်ရတဲ့မှုဆိုင်လေးဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ GB ကောက်ယူမှုစိုက်ပျိုးရေးတင်ထဲမှာကြိုဆိုပါရစေဒီနေ့တော့ကျွန်တော်အရှိဗီဒီယိုမှာကောက်ယူမှုကိုနွားချီတင်းတဲ့ဖြစ်စိုက်ထားတာကိုမျှဝေပေးတာဖြစ်ပါတယ်ဒါတော့ကျွန်တော်နွားချီတင်းတဲ့ကိုရုံတင်စနစ်နဲ့စိုက်ထားတာတွေကိုကျွန်တော်လက်တွေ့မျှဝေပေးခြင်းဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့နွားချီနဲ့စိုက်တော့မယ်ဆိုရင်အောက်ဆုံးကနေနွားချီကိုကျွန်တော်တို့ရုံတင်စနစ်နဲ့ပဲဖြစ်ဖြစ်မြေပေါင်းနဲ့ဖြစ်ဖြစ်နွားချီကိုကျွန်တော်တို့9တင်း10တင်းလောက်ပေါ့နော်9တင်း10တင်းလောက်ကိုအောက်ဆုံးကခံပေးရမှာဖြစ်ပါတယ်။နွားချီကတော့မဆူမချောက်ဆိုမဆူမချောက်အမုံလေးတွေဆိုပိုကောင်းတယ်။အမုံလေးတွေဆိုရင်ကျွန်တော်တို့ပိုကောင်းတယ်။အောက်ဆုံးကနေမဆူမချောက်3လအတွင်းနွားချီဆိုပိုကောင်းတယ်ပေါ့နော်။မဆူမချောက်လေးကိုကျွန်တော်တို့ခင်းပေးမယ်။တကယ်လို့ရုံတင်စနစ်နဲ့စိုက်မယ်ဆိုရင်ကျွန်တော်နောက်ဗီဒီယိုမှာရှုံစောက်ပုံစောက်နီးပေါ့နော်။အတိုင်းထွာလေးကိုကျွန်တော်ဆက်လက်ပြီးမျှဝေပေးမှာဖြစ်ပါတယ်။ရုံနဲ့စိုက်တာပဲဖြစ်ဖြစ်ကျွန်တော်တို့မြေပေါင်းနဲ့စိုက်တာဖြစ်ဖြစ်ကုန်ချမ်းကတော့ကျွန်တော်တို့ဒီကုန်ချမ်းပဲသုံးပြရမယ်နော်။ဒီနွားချီကိုကျွန်တော်အောက်ဆုံးကနေနွားချီကိုကျွန်တော်တို့ခင်းပေးမယ်နွားချီခင်းပြီးပြီဆိုရင်ဂတ်ထုပေါ့နော်ဂတ်ထုကတော့ကျွန်တော်တို့10ပိတ်တာ10ပိတ်တာချာဆိုပိုကောင်းတယ်နော်10ပိတ်တာ10ပိတ်တာချာတော့တိုင်းတေးသေးလေးဖြဲစားမလို့ကျွန်တော်ဘောင်များများစိုက်မဲ့သူတွေဆိုရင်ဂတ်ထုကိုကျွန်တော်ဒီလိုမျိုးဖြဲပြီးတော့လုံးပေါ့နော်လုံးပြီးရှိုက်ပြီးပိုကောင်းတယ်နွေရာသီမှာဆိုရင်ကျွန်တော်တို့စူတိုင်းစကြတာဖြစ်တဲ့ဂတ်ထုကိုကျွန်တော်တို့ဒီ10ပိတ်တာနဲ့10ပိတ်တာလောက်နော်ကိုစီမှာဂတ်ထုစီနေတယ်ဆိုရင်10ပိတ်တာလောက်နွေရာသီဆိုရင်စူတိုင်းစလိုတာဖြစ်တဲ့10ပိတ်တာလောက်ထိထည့်ပြီးပိုကောင်းတယ်နော်ဂတ်ထုကိုကျွန်တော်ဒီလိုလုံးပြီးတော့ဒီလိုမျိုးလိုက်ရိုက်ပြန်မှဖြစ်ပါနဲ့ဒူသားကောင်းလို့နော်ဂတ်ထုကအဓိကတော့ဂတ်ထုကမှုမြင်မွေးတဲ့ချင်းပဲဖြစ်ဖြစ်စူတိုင်းစပဲဖြစ်ဖြစ်အရန်ပဲအထောက်ကူပြုတယ်ဒါကြောင့်တချို့ကဂတ်ထုအလွတ်စိုက်လို့ရမလားမေးတယ်ဂတ်ထုအလွတ်ကတော့ကျွန်တော်တို့စက်မှုနီးနဲ့စိုက်လို့ရတယ်ဂတ်ထုအစားကောက်ရိုးနဲ့စိုက်လို့ရတယ်ဒါပေမဲ့မှုအထွက်နေပါတယ်နော်ကျွန်တော်လက်တွေ့ဒီဂတ်ထုအစားကိုကောက်ရိုးနဲ့စိုက်ကြည့်ပြီးမှုအထွက်နေတယ်ကောင်းတော့ဂတ်ထုကမှုချိုက်တဲ့ဆလူလို့ပါတယ်နော်မှုမြင်ဂျားကန်အနေနဲ့ပေါ့နော်မှုမြင်ကူးတဲ့စနစ်ပါတယ်ဂတ်ထုကိုကျွန်တော်တို့မဖြစ်မနေထည့်ပြီးမယ်နော်ဂတ်ထုကို10ပိတ်လောက်ထည့်ပေးမယ်ထည့်ပေးပြီဆိုရင်ဒီဟိုပါတော့နွားချီပေါ်နေလိုက်ပြီးတော့ကက်ရိုက်မယ်ကက်ရပြီးဆိုရင်ကျွန်တော်တို့ဒါမှုမျိုးထုတ်ဒါတော့ကျွန်တော် GB ကနေထုတ်လို့တဲ့ကျွန်တော်တို့စီထုတ်လို့တဲ့မှုမျိုးထုတ်ပေါ့နော်အထုတ်ကြီးဆိုရင်3ထုတ်ပေါ့နော်အဲထုတ်ကြီး3ထုတ်ကိုကျွန်တော်တို့ခြေမယ်ခြေပြီးတော့ဒီ3ထုတ်ကိုခြေပြီးပြီဆိုရင်ကိုယ်စီမှာဖွန်လူတော့မဟုတ်ဂျုံမုံတို့ကလေဘဲမုံတို့တခုရှိတယ်ဆိုရင်နော်ဒီမှုကြိုက်တဲ့အစားအစာဖြစ်တဲ့အတွက်ဒီဖွင့်လူရှိတယ်ဆိုရင်ဖွင့်လူနိုးစီဘူးတပူပေါ့နော်ကိုယ်စီမှာရှိတဲ့ဟာပေါ့နော်မှုကြိုက်တဲ့အစားအစာကတော့ကလေဘဲမုံတို့ဒီဖွင့်လူတို့နော်ဂျုံမုံတို့အဲ့လိုမျိုးတွေတခုကိုကျွန်တော်နိုးစီဘူးတပူနဲ့ရောပြီးတော့မုံမျိုးတို့နဲ့ရောမွေမယ်မွေပြီးဆိုရင်ဒီဂတ်တုပေါ်ကနေပြီးတော့ကျွန်တော်တို့လိုက်ဖြူပြရမှာဖြစ်ပါတယ်ဂတ်တုပေါ်နေလိုက်ဖြူမယ်မိုးရဲ့သဘောတရားတော့ကျွန်တော်တို့ဖြူပြီးပြီဆိုရင်မိုးကတတောင်ပက်လက်တီမိုးမျိုးဆင်းနေတယ်ပေါ့မူမျိုးတတောင်ပက်လက်ဒီမူမျိုးကဆင်းတယ်နော်မြေပေါင်းနေဆိုရင်တိတာရယ်နော်တချို့မြေပေါင်းနေဆိုရင်စိုင်ရင်းနဲ့တခါတလူသွားလမ်းမှာမူမျိုးကဆင်းပြီးအေးတဲ့နေရာမှာပေါက်တာလေးရှိရပါတော့မူမျိုးကိုကျွန်တော်ဂတ်တုပေါ်မှာလိုက်ဖြူပေးမယ်ဂတ်တုပေါ်မှာလိုက်ဖြူပြီးပြီဆိုရင်ကျွန်တော်တို့အပေါ်ဆုံးကနေနွားချီကို2တင်းခွဲ3တင်းလောက်ပေါ့နော်2တင်းခွဲ3တင်းလောက်ကိုလိုက်အိုးပေးရမှာဖြစ်ပါတယ်2တင်းခွဲ3တင်းလောက်ကိုဒီမူမျိုးလုံတဲ့အထိပေါ့နော်နွားချီကိုဒီဂတ်တုနဲ့မူမျိုးလုံတဲ့အထိကိုလိုက်အိုးပေးမယ်မှာနွားချီကိုဒီမှာအပေါ်ဆုံးလိုက်အုပ်မယ်အုပ်ပြီးပြီဆိုရင်ကျွန်တော်ရေလောင်းမယ်ရေလောင်းပြီးပြီဆိုရင်အားစီလောင်းမယ်အားစီလောင်းပြီးပြီဆိုရင်ကျွန်တော်တို့အလုံးပိတ်မယ်နော်ကျွန်တော်မြေပေါင်သမားလေးဆိုရင်ဟိုပလတ်စတစ်ဂုံးလုံးမယ်ပလတ်စတစ်အုပ်မယ်ပလတ်စတစ်ပေါ်ကနေကောက်ရိုးတို့ဂတ်ထုတို့နော်တခုခုပေါ့နော်ဓနိတို့အလုံးအုပ်ပြမှာဖြစ်ပါတယ်9ရက်အတွင်းကတော့ကျွန်တော်မုံမြင်မွေးတာဖြစ်တဲ့အတွက်9ရက်အတွင်းကတော့လေဝင်လို့မရပါခုနပြောလို့အလင်းလည်းဝင်လို့မရအောင်နော်လုံးဝအလုံးပိတ်ထားရမယ်ဟုတ်ကဲ့နောက်ဗီဒီယိုမှာဆက်လက်ပြီးညဝေမှာအားလုံးကိုကျေးဇူးတင်ပါတယ်